ထိုင်စကားလေးလာနေသူများအတွက်ပတ်တန်လေးတွေသင်ပေးမယ်ထိုင်စကားပြောအတွက်သုံးများတဲ့ပုံစံခွဲပတ်တန်နံပါတ်1စာကျက်အကုကိရိယာပါ object ပတ်တန်ဖြစ်ပါတယ်အကုကိရိယာကရက်ချင်းတယ်ဆိုတဲ့အကုကိရိယာလေးဖြစ်ပါတယ်ဖုံရက်ပိုင်းတလားကျွန်တော်ဈေးကိုသွားခြင်းတယ်ချင်းတယ်ဆိုတဲ့အကုကိရိယာလေးထူပြူတဲ့ပတ်တန်လေးဖြစ်ပါတယ်ဖုံရပိုင်းတလားဖုံပိုင်းတလားကျွန်တော်ဈေးသွားမယ်ဖုံရပိုင်းတလားကျွန်တော်ဈေးသွားခြင်းတယ်စံကျဲအကုကိရိယာပါ object နော်ဒါနောက်တစ်ခုဥပမာစာထုတ်မယ်ဖုံရပိုင်းဟကုံတိုက်ကျွန်တော်ကုံတိုက်ကိုသွားခြင်းတယ်ဖုံရပိုင်းဟဆိုတာကကုံတိုက်ပေါ့နော်အဲတလန်နေရာမှာအစာထိုးပြီးတော့ပြောသွားလို့ရပါတယ်နောက်တစ်ခုကထက်လေးဆိုတာကပင်လယ်ကမ်းခြေဖုံရပိုင်းထက်လေးကျွန်တော်ပင်လယ်ကမ်းခြေကိုသွားခြင်းတယ်ဖုံရပိုင်းထက်လေးကျွန်တော်ပင်လယ်ကမ်းခြေကိုသွားခြင်းတယ်ဖုံရင်ပိုင်းထက်လေးဆိုတာပင်လယ်ကမ်းခြေကိုသွားအဲဒီမှာဖုံရလေးထက်လိုက်ဖုံရပိုင်းထက်လေးပင်လယ်ကမ်းခြေကိုသွားခြင်းပါတယ်ဖုံရပိုင်းထက်လေးပင်လယ်ကမ်းခြေကိုသွားခြင်းပါတယ်ထက်လေးပင်လယ်ကမ်းခြေဖုံရပိုင်းထက်လေးပင်လယ်ကမ်းခြေကိုသွားခြင်းပါတယ်နောက်တစ်ခုကဖုံရပိုင်းရန်အာဟံဆိုတာကစားတော့ဆိုင်ဖုံရပိုင်းရန်အာဟံကျွန်တော်စားတော့ဆိုင်ကိုသွားခြင်းပါတယ်ဖုံရပိုင်းရန်အာဟံကျွန်တော်စားတော့ဆိုင်ကိုသွားခြင်းပါတယ်ဖုံရပိုင်းအရဟံကျွန်တော်စားတော့ဆိုင်ကိုသွားခြင်းပါတယ်ရန်အာဟံရန်ဆိုတာကဆိုင်အာဟံဆိုတာကစားနဲ့တောက်တဲ့ရောင်းတဲ့ဟာကိုပြောတာဖုံရပိုင်းရဟံကျွန်တော်စားတော့ဆိုင်ကိုသွားခြင်းပါတယ်ဖုံရပိုင်းရဟံတော့စားတော့ဆိုင်ကိုသွားခြင်းပါတယ်နောက်တစ်ခုအစားထိုးမယ်ရန်ကဖဲဖုံရပိုင်းရန်ကဖဲကျွန်တော်ကဖဲဆိုင်ကိုသွားခြင်းပါတယ်ဖုံရပိုင်းရန်ကဖဲကျွန်တော်ကဖဲဆိုင်ကိုသွားခြင်းပါတယ်ဖုံရပိုင်းရန်ကဖဲကျွန်တော်ကဖဲဆိုင်ကိုသွားခြင်းပါတယ်ဒီလိုလေးမြန်မြန်တွတ်တွတ်လေးလေ့ကျင့်ရမယ်နော်ဒါကပုံစံခွဲပတ်တန်လေးတွေဖြစ်ပါတယ်ငါသွားခြင်းနဲ့စားခြင်းနဲ့ကော်ပီဆိုင်ကိုသွားခြင်းနဲ့ဖုံရပိုင်းရန်ကဖဲကျွန်တော်ကဖဲဆိုင်ကိုသွားခြင်းနဲ့ချင်းတယ်ဆိုတဲ့ဟာလေးလိုရင်ဆန္ဒကိုပြောတဲ့နေရာမှာသုံးတဲ့အကုကိရိယာလေးဖြစ်ပါတယ်အကုကိရိယာဆိုတာကတော့ကိရိယာရဲ့ရှေ့မှာပဲလိုက်တာပါနောက်တစ်ခုကဖုံရပိုင်းရောရိယံကြောင်းဖုံရပိုင်းရောရိယံကျွန်တော်ကြောင်းသွားခြင်းတယ်ဖုံရပိုင်းရောရိယံကျွန်တော်ကြောင်းကိုသွားခြင်းပါတယ်ဖုံရပိုင်းရောရိယံကျွန်တော်ကြောင်းကိုသွားခြင်းပါတယ်ဖုံရပိုင်းရောရိယံကြောင်းဖုံရပိုင်းရောရိယံကျွန်တော်ကြောင်းကိုသွားခြင်းပါတယ်နောက်တစ်ခုကဖုံရပိုင်းဒီနေရာမှာဘာစားထိုးမှလဲမိတ်ဆွေတို့တီးတဲ့စကားလုံးလေးတွေစားထိုးပြီးပြောလို့ရပါတယ်နော်ကျောင်းဈေးဟိုတယ်လေရင်ကွင်းကြိုက်တာလေးစားထိုးပြီးပြောလို့ရပါတယ်နှုတ်သွဲအောင်တော့လေ့ကျင့်ထားရမှာပေါ့နော်ဒီမှာတော့10လုံးပဲနမူနာပြပေးပါမယ်ဗျရုံးဖျားပန်းဖုံရပိုင်းရုံးဖျားပန်းဆေးရုံစိတ်ကန်းကိုသွားရင်ဖုံရပိုင်းရုံးဖျားပန်းပိုင်းရုံးဖျားပိုင်းရပိုင်းရုံးဖျားပန်းကျွန်တော်ဆေးရုံကိုသွားခြင်းပါတယ်တက်စီဒီပါတွေငှားလို့ရှိရင်ဖုံရပိုင်းရုံးဖျားပန်းရုံးဖရပန်းဆေးရုံရုံးဖရပန်းဆေးရုံဖုံရပိုင်းရုံးဖျားပန်းကျွန်တော်ဆေးရုံကိုသွားခြင်းပါတယ်ဖုံရပိုင်းရုံးဖျားပန်းကျွန်တော်ဆေးရုံကိုသွားခြင်းပါတယ်ရုံးဖျားပန်းနေရာမှာကျန်တဲ့လည်းစားထိုးလို့ရပါတယ်ဖုံရပိုင်းနောက်တစ်ခုကธนาคารပန်းဖုံရပိုင်းธนาคารဆိုတာကဘဏ်ကိုပြောတာဖြစ်ပါတယ်ဖုံရပိုင်းธนาคารကျွန်တော်ဘဏ်ကိုသွားခြင်းပါတယ်ဖုံရပိုင်းธนาคารကျွန်တော်ဘဏ်ကိုသွားခြင်းပါတယ်ဖုံရပိုင်းธนาคารကျွန်တော်ဘဏ်ကိုသွားခြင်းပါတယ်ဗျ
ထနာခံနေရာမှာကျန်တဲ့စကလုံးတွေကိုလည်းစားတိုးပြီးတော့ပတန်လေးကိုလေ့ကျင့်လို့ရပါတယ်ဗျဖုံရပိုင်ထနာခံဖုံရပိုင်ထနာခံမြန်မြန်တွတ်တွတ်လေးဖြစ်အောင်ခဏလေ့ကျင့်ပေးရပါတယ်နောက်တစ်ခုကစားတိုးမယ်ဖုံရပိုင်စနန်းပင်ဆိုတာကလေစိတ်စနန်းပင်တော်မောင်းလေသုံးနှပေါင်းလေးစိတ်စနန်းပင်စိုးနှဖုံစုံနှဖုံလေးစိတ်ဘိုင်းရဖုံရပိုင်စနန်းပင်တော်မောင်းကျွန်တော်တော်မောင်းလေးခွင်းကိုတွားခြင်းပါတယ်ဖုံရပိုင်စနန်းပင်စိုးနှဖုံကျွန်တော်စုံနှဖုံလေးခွင်းကိုတွားခြင်းပါတယ်စနန်းပင်နေရာမှာအစားထိုးမယ်နောက်တစ်ခုနဲ့ဖုံရပိုင်ဝကျွန်တော်ဘုန်းကြီးကျောင်းကိုသွားခြင်းပါတယ်ဝါဆိုတာကကျောင်းကျွန်တော်ရာပိုင်ဝါဖကရောက်ကျွန်တော်မြာဖယားကိုသွားခြင်းပါတယ်ဖုံရာပိုင်ဝါဖကရောက်ကျွန်တော်မြာဖယားကိုသွားခြင်းပါတယ်ဖုံရာပိုင်ဝါကျွန်တော်ဘုန်းကြီးကျောင်းကိုသွားခြင်းပါတယ်ခင်ဗျနောက်တစ်ခုစားထိုးမယ်ဖုံရပိုင်ရုံရာဟိုတယ်ရုံရာဆိုတာကဟိုတယ်ရုံရီယာဆိုတာကကြောင်မတူနော်ဖုံရပိုင်ရုံရာကျွန်တော်ဟိုတယ်ကိုသွားခြင်းမလဲဟိုတယ်လိပ်စာတစ်ခုခုပေါ့ဟိုတယ်ပတူနာဟိုတယ်စကိုင်းထရိန်ဟိုတယ်အဲ့လိုဟိုတယ်နာမလေးထည့်လို့ဖုံရပိုင်ရုံရာသွားခြင်းမလဲဆိုပြီးတော့ပတန်လေး10လုံးကိုလေ့ကျင့်ထားကြဖို့တင်ပေးပါတယ်နော်။ထိုင်စကားလေးလာမယ်ဆိုရင်တော့ဆက်စခက်လေးလှုပ်ထားဖို့မမေ့ကြမနဲ့ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ထိုင်စကားတင်ကြမယ်တို့ရီအတူတူရဲ့တနေ့ကို10လုံးလုံးမသားကြစို့ကွယ်စောဝတီလိုနှုတ်ဆက်အပြုံးလေးနဲ့စားမယ်ပျော်ရွှင်တဲ့သင်ခန်းစာစတင်မယ်ထိုင်စကားလေးလာရင်မဆူ channel လေး